နဲ့ဖျားသခင်မျက်မှောက်တော်ကိုခံစားရတယ်အာမင်ကျမတို့ရဲ့အသက်တာထဲမှာခုနပြောသလိုပဲဖျားသခင်ကိုမျောလင့်တောင်းတတဲ့အခါမှာသမင်တရေကားတဲ့ရေစီးသောချောင်းကိုတောင်းတတဲ့ကဲ့သို့ကျွန်ုပ်တို့ရဲ့ဝိညာဉ်ဟာလည်းဖျားသခင်ကိုတောင်းတမှာဖြစ်တယ်အဲ့တော့သမင်တရေလေးကဘာသိလဲဆိုရင်သူအသက်ဆက်ရှင်နိုင်ဖို့ရန်အတွက်အဲ့ဒီရေကိုလိုအပ်တယ်ဆိုတာကိုသမင်တရေလေးကကောင်းကောင်းသိတယ်ကျမတို့ရဲ့အသက်တာထဲမှာလည်းဖျားသခင်ကိုလိုအပ်တယ်ဆိုတဲ့အရာကိုယုံကြည်သူတွေကောင်းကောင်းသိဖို့ရန်အတွက်လိုအပ်တယ်ကျမတို့ရဲ့အသက်တာထဲမှာယုံကြည်သူတယောက်ဖြစ်လာခဲ့တဲ့အခါမှာဖျားသခင်ကိုကျမတို့ရှာဖွေတယ်တွေ့ရှိခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာကျမတို့ရဲ့အသက်တာဟာကယ်တင်ခြင်းရယုံနဲ့ပြီးသွားတဲ့အသက်တာမဟုတ်ပါဘူးယုံကြည်သူတွေရဲ့အသက်တာဟာယေရှုခရစ်တော်ဘုရားကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးသွားတဲ့နေ့ဟာကျမတို့ဘဝကြီးအဆုံးသတ်သွားတဲ့နေ့မဟုတ်ဘူးစတင်တဲ့နေ့ဖြစ်တယ်ကျမတို့ဘဝစတင်တဲ့နေ့ဖြစ်တယ်အသက်တော်အသက်တာစတင်တဲ့နေ့ဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့ရဲ့အသက်တာထဲမှာယုံကြည်သူတယောက်ဖြစ်လာပြီးယေရှုခရစ်တော်ကမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ငါ့ကိုကယ်တင်တဲ့ဘုရားသခင်ငါတည်သွားခဲ့တဲ့အခါမှာငါဒီလောကကနေပြီးထွက်သွားခဲ့တဲ့အခါမှာယေရှုကငါ့ကိုကြိုဆိုมาဖြစ်တယ်လို့တစ်ထစ်ချကျမတို့ယုံကြည်လက်ခံပြီးတော့မှယေရှုနဲ့အတူသွားဖို့ရအတွက်ဆုံးဖြတ်ချက်ချပြီးတဲ့နေ့ဟာကျမတို့ဘဝရဲ့အစပြုတဲ့နေ့ဖြစ်တယ်။ဒါကြောင့်ကျမတို့ရဲ့ယုံကြည်သူအသက်တာမှာကျမတို့ဒီအရာလေးသိထားဖို့ရအတွက်လိုအပ်တယ်။ကျမတို့ရဲ့အသက်တာဟာအမြဲတမ်းသမင်လေးဟာရေကိုအမြဲတမ်းလိုအပ်နေတယ်လို့မျိုးကျမတို့ရဲ့အသက်တာမှာဖခင်သခင်ကိုနေ့ရက်တိုင်းအချိန်တိုင်းစက္ကန့်တိုင်းမိနစ်တိုင်းမှာလိုအပ်တယ်ဆိုတာကိုကျမတို့သိထားဖို့ရအတွက်လိုအပ်တယ်။အာမင်။ဒါကြောင့်ကျမတို့ရဲ့အသက်ရှင်မှုတွေထဲမှာဖခင်မပါဘဲနဲ့ကျမတို့အသက်ရှင်လို့မရဘူး။ကျမတို့ရဲ့လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းမှာဖခင်မပါဘဲနဲ့အသက်ရှင်လို့မရဘူး။အဲ့ဒီအရာသိထားဖို့လိုတယ်။တခါတလေကျရင်ကျမတို့ရဲ့အသက်တာမှာယုံကြည်သူတယောက်ဖြစ်လာတဲ့အခါမှာယေရှုကငါ့ရဲ့အထဲထဲမှာရှိတယ်။ယေရှုကငါ့ကိုအမြဲတမ်းကြည့်ရှုပေးနေဆောင်မပေးနေဆိုတခါတလေကျရင်ဖခင်သခင်နဲ့ကျမတို့စကားမပြောပြကြဘူး။ဖခင်နဲ့ကျမတို့အချိန်မယူပြကြဘူး။တခါကျကျမတို့ကမနဲ့မိုးလင်းလာတယ်။ယေရှုတော်ကိုချီးမွမ်းတယ်။ကိုရောယေရှုတနေ့တနေ့တောင်ပြင်ဆင်ပေးလို့ယေရှုတင်တယ်။ညအရာဝင်ကနေကိုရောယေရှုတနေ့တာလုံးအကောင်းဆုံးပို့ဆောင်ပြီးလို့ယေရှုတင်တယ်ကျွန်တော်တို့ဒီလောက်နဲ့ပဲဂျင်းနဲ့တက်ကြတယ်တို့တော်ညာလည်းပဲဖခင်သခင်ဖြစ်စေခြင်းနဲ့ယုံကြည်သူအသက်တာဟာနေ့ရက်စဉ်တိုင်းမှာသူနဲ့ယဉ်ကျေးကျွမ်းဝင်ခြင်းရှိပြီးတော့မှသူနဲ့စကားပြောတော့သူနဲ့ချစ်ကျွမ်းဝင်တော့သားသမီးများဖြစ်ဖို့ရအတွက်ဖခင်သခင်ကအလိုတော်ရှိနေတာဖြစ်တယ်အာမင်ကျွန်မပြောပြစီမနေ့တုန်းကဆိုရင်ကျွန်တော်ချေရတဲ့ဆရာမနှုတ်ကပတ်တော်ဝင်ငါသွားတယ်ကျမတို့ဟာဘသူ့ရဲ့သားသမီးဖြစ်လဲဖခင်သခင်ရဲ့သားသမီးဖြစ်တယ်ဖခင်နဲ့သားသမီးဆက်ဆံရေးမှာကျမတို့တစ်သက်လုံးစကားမပြောဘဲနေလို့မရဘူး။ဘာကြောင့်လဲ။ဆက်နွယ်မှုတစ်ခုရှိထားလို့ဖြစ်တယ်။ဆက်နွယ်မှုတစ်ခုရှိထားလို့ဖြစ်တယ်။အဲ့တော့ဖခင်သခင်နဲ့စကားမပြောတာကြာလာတဲ့သူရဲ့အသက်တာထဲမှာဖခင်သခင်ကိုအချိန်မပေးတဲ့သူရဲ့အသက်တာထဲမှာဘာရော့ကျသွားလဲဆိုတော့ယဉ်နီးကျွမ်းဝင်ခြင်းကရော့ကျသွားတယ်။ကိုဘေးနားမှာရှိတဲ့လူတစ်ချက်လောက်ကြည့်လိုက်ပါဦးကြည့်လိုက်ပါမသိတဲ့လူရှိလားကျွန်မယုံကြည်တယ်နော်တချို့တော်တော်များများသိကြမယ်ထင်တယ်ဆိုတော့ကိုဘေးနားမှာရှိတဲ့ကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့အချစ်ဆုံးသောသူတစုံတစ်ယောက်ပေါ့လေသူနဲ့စကားမပြောပြတာကြာသွားပြီလားကျွန်မတို့တစ်ချက်လောက်ပြန်ကြည့်အောင်အချစ်ဆုံးသောသူနော်တခါလေကျရင်ကျမတို့ကတငယ်ချင်းတွေနော်တခါလေကျရင်စကားမပြောတာကြာသွားတဲ့အခါမှာဟာ तू ရီးစားရသွားပြီလားလည်းမသိရအောင်နော် तू အလုပ်ရသွားပြီလားလည်းမသိရအောင်ဟုတ်တယ်နော်ပြီးလို့ရှိရင်တခါလေကျရင်တချို့တငယ်ချင်းတွေကအရန်ကို तू အရန်အဆင်ပြေနေတဲ့အချိန်တော့ကိုယ့်ကိုလေဘာမှမပြောအဆင်မပြေတဲ့အချိန်မှာဟယ်လိုတငယ်ချင်းဒီမှာအဲ့လိုမရှိပါဘူးနော်ကျွန်တော်ယုံကြည်တယ်ကောင်းစားခြင်းဖြစ်စေစင်ရဲခြင်းဖြစ်စေကျွန်တော်တို့အမြဲတမ်းအဆက်အသွယ်လုပ်နေရမယ်ဝိညာဉ်ကမိသားစုတွေဖြစ်တယ်အာမင်အဲ့လိုပဲကျမတို့ရဲ့အသက်တာထဲမှာဖခင်သခင်နဲ့စကားမပြောတာကြာလာလို့ရှင်ဖခင်သခင်ကျမတို့ကိုဘာဖြစ်စေချင်လဲကျမတို့မသိတော့ဘူးတခါကျရင်ကျမတို့ကဖခင်ရဲ့အလိုတော်ကိုလေမသိကြတော့ဘူးဘာကြောင့်လဲဆိုတော့စကားမပြောဖြစ်ကြလို့တပတ်တစ်ခါဖခင်เจ้าလာတယ်ကျမ်းစာနေတိုင်းဖတ်လာဖတ်တယ်ဒါပေမဲ့ကိုယ့်ရဲ့အသက်တာထဲမှာဒီ season ထဲမှာဒီအချိန်ဒီနေ့
ဒီနေရာမှာဘာလုပ်စီခြင်းလဲဆိုတဲ့အရာကျမတို့အမြဲတမ်းနားဆွင့်တတ်ဖို့ရန်အတွက်လိုအပ်တယ်။ဘာကြောင့်လဲဖခင်ရဲ့အလိုတော်ကျမတို့သိဖို့လိုတယ်။ဖခင်ရဲ့အလိုတော်မသိဘဲနဲ့ကျမတို့သွားလို့ရှိရင်လေမျက်စိမိတ်ပြီးလမ်းလျှောက်နေရတဲ့တူတယ်။ဘယ်ရောက်လို့ရောက်နေမှမသိဘူး။တခါလေကြာရင်ချော်လဲလဲမှာပေါ့။တခါလေကြာရင်လဲနောက်ပြန်သွားရင်လဲသွားနေမှာပေါ့။တခါကျကျမတို့ရဲ့အသက်တာထဲမှာဖခင်ရဲ့အလိုတော်ကိုသိဖို့ရန်အတွက်ဖခင်နဲ့နေ့ရက်စတိုင်းမှာယဉ်ကျေးကြောက်မှုရှိဖို့လိုတယ်။ဒါကြောင့်ကျမတို့ရဲ့အသက်တာထဲမှာယုံကြည်သူရဲ့အသက်တာထဲမှာနေ့ရက်တိုင်းမှာဖခင်ကိုစာငတ်နေဖို့ရန်အတွက်လိုအပ်တယ်။ဖခင်ဖွင့်ပြမယ့်စကားတွေကိုစာငတ်နေဖို့ရန်အတွက်လိုအပ်တယ်။ကိုဘေးနားမှာရှိတဲ့လူတစ်ချက်လောက်ကြည့်ပြီးပြောလိုက်ပါဦး။ဖခင်ကိုစာငတ်ဖို့နေ့တိုင်းမှာလိုအပ်တယ်။အာမင်။ကျမတို့ကတခါလေကြာရင်နော်လူမှာအပိုင်းဘယ်နှပိုင်းရှိလဲ။မှားမှာဆိုလို့လက်ထောင်ပြတာ။တော့ကြ၄ပိုင်းနဲ့၅ပိုင်းနေဖြစ်နေမှာဆိုလို့နော်။၃ပိုင်းရှိရဲ့ခန္ဓာအစလေးဖော်လိုက်တော့အဆင်ပြေသွားတယ်အပိုင်း၃ပိုင်းရှိတယ်အဲ့ဒီအပိုင်း၃ပိုင်းမှာစာငတ်ခြင်းတည်တည်ရှိတယ်နော်ခန္ဓာစာငတ်တတ်သလားဟောသိပြီးမစာငတ်တတ်ဘူးဘိုက်စာတတ်လားစားတာပေါ့အခုတော့စားနေပြီလားမသိဘူးနော်မနှက်စာမစားခဲ့တဲ့ညီကိုမောင်နှမများကျမတို့စားတယ်လို့ပဲတဲ့ဆရာကျမတို့ခန္ဓာမှာစာငတ်တယ်မနက်တစ်ခါနေ့လည်းတစ်ခါညတစ်ခါမစားရရင်နည်းနည်းစိတ်ကသိမကြည်နဲ့တော့စိတ်ရဲ့စာငတ်ခြင်းကရှိလားရှိတာဗောအရန်ပူနေရင်အေးအေးလေးမှသွားနေခြင်းနဲ့အရန်အေးနေရင်နည်းနည်းနွေ့နွေ့လေးမှသွားနေခြင်းနဲ့ပြီးတဲ့အခါမှာအောင်မြင်ခြင်းသလားအောင်မြင်ခြင်းနဲ့မအောင်မြင်ခြင်းတဲ့သူတော့ရှိမှမဟုတ်ဘူးเนาะကျွန်မယုံကြည်ရအောင်မြင်ခြင်းနဲ့စိတ်ကဖြစ်ချင်တာတွေအများကြီးရှိတယ်စာငတ်တဲ့အရာအများကြီးရှိတယ်ခန္ဓာစာငတ်ရင်ခန္ဓာကိုယ်အစားကျွေးလားကျွေးတာဗောအနောက်ကလူတွေသိမကျွေးဘူးထင်တယ်အတန်နဲ့တိုးနေလို့ခန္ဓာစာငတ်တဲ့အခါမှာခန္ဓာအစာကိုကျမတို့ကျွေးရတာဗောစိတ်စာငတ်တဲ့အခါရောစိတ်ကိုကျွေးရလားကျွေးရတာဗောတချို့တွေတော်တော်သဘောပေါက်နေကြတယ်ချစ်သူလေးကိုလွမ်းတဲ့အခါဖုံးဆက်စိတ်ရစာငတ်ခြင်းကိုကျွေးမွေးရတယ်အဲ့လိုပဲဝိညာဉ်မှာလည်းစာငတ်ခြင်းရှိတယ်ဝိညာဉ်မှာလည်းစာငတ်ခြင်းရှိတယ်ကျွန်မပြောပြစီကျွန်မတို့အသက်တာထဲမှာလေလူတော်တော်များများဖြစ်နေတဲ့အရာကခန္ဓာကိုဂရုစိုက်တယ်စိတ်ကိုဂရုစိုက်တယ်ဝိညာဉ်ကိုတော့ကျွန်မတို့ဂရုမစိုက်မိဘူး Oh no ဒီညမှာကျွန်မကြည့်ကလူငယ်အများကြီးရှိရနော်လူငယ်ဆိုလက်လေးထောင်ပြီးပါအကုန်လူငယ်တွေပဲအကုန်လူငယ်တွေပဲเนาะခုနကဆရာမပြောသွားတယ်ရာကျော်သက်ဘယ်သူမှမရှိဘူးအားလုံးလူငယ်တွေပဲအမေအဲ့တော့ကျမတို့ဒီနေရာမှာဝိညာဉ်စာငတ်ခြင်းကိုဖြည့်ပေးဖို့ရအတွက်လည်းလိုအပ်တယ်ဆိုတော့ကျမတို့ကခန္ဓာဖြည့်တယ်စိတ်ဖြည့်တယ်ဝိညာဉ်ကိုမဖြည့်တဲ့အခါမှာကြာလာတော့ဘာဖြစ်လဲဝိညာဉ်မှာအားနေလာတယ်ဝိညာဉ်မှာဘုရားသခင်မမျှော်လင့်တတ်တော့ခန္ဓာကိုယ်အခြေအနေကောင်းနေတဲ့အချိန်မှာခန္ဓာကိုယ်ကျန်းမာနေတဲ့အချိန်မှာဘုရားကိုသတိမရတော့စိတ်အခြေအနေကောင်းနေတဲ့အချိန်မှာဘုရားကိုသတိမရတော့စိတ်အခြေအနေကြိုးပဲတော့မှဘုရားသခင်ဆိုပြီးမှဒူးထောက်ပြီးတော့မှလာတယ်အဲ့တော့ကျမတို့ကဝိညာဉ်စာငတ်တတ်တယ်ဆိုတဲ့အရာကိုကျမတို့အမြဲတမ်းသတိရဖို့ရန်အတွက်လိုအပ်တယ်အာမင်အဲ့တော့ဝိညာဉ်စာငတ်တယ်ဆိုရင်ဝိညာဉ်စာငတ်လာပြီဆိုဘာဖြစ်လို့ဘာလုပ်ဖို့လိုအပ်လဲဆိုတော့ဖြည့်ပေးဖို့ရအတွက်လိုအပ်တယ်ကျွေးမွေးဖို့ရအတွက်လိုအပ်တယ်ကျွန်မယုံကြည်တယ်ဒီညမှာဝိညာဉ်စာငတ်ခြင်းကိုကျွေးမွေးဖို့အတွက်ရောက်ရှိလာကြတယ်လို့ကျွန်မယုံကြည်တယ်အာမင်အာမင်သင်ရဲ့ဝိညာဉ်စာငတ်နေတာကိုသင်ကိုယ်တိုင်သိလို့ဒီညကိုရောက်လာတယ်ကျွန်မယုံကြည်တယ်အာမင်ကျွန်မတို့နှုတ်ကပတ်တော်တစ်ခုကိုအတူတကွဖတ်ရအောင်နှုတ်ကပတ်တော်တစ်ခုအတူတကွဖတ်ရအောင်109ခုမြောက်သောစာလံအခန်းငယ်ကိုကျမတို့ကျမ်းစာအုပ်လေးတွေပါမယ်ဆိုရင်ဖွင့်ထားစေလိုတယ်ဖုန်းထဲကနေပြီးတော့လဲကျမတို့ကျမ်းစာအတူတူဖတ်လို့ရတယ်ကျမဒီညမှာ slide လေးလဲဖော်ပြမယ်လို့ကျမယုံကြည်တယ်ဟုတ်ပြီကျမတို့တွေ့ရင်အတူတကွဖတ်ရအောင်ဒီညမှာလဲဖော်ပြထားတယ်နော်1 2 3အကြောင်းမူကားတောင်းတသောဝိညာဉ်ကိုရောက်ရဲစေ၍မွတ်သိပ်သောဝိညာဉ်ကိုလည်းကောင်းသောအရာနှင့်ဝစေတော်မူ၏အာမင်ဒီနေရာမှာဝိညာဉ်စာငတ်ခြင်းကိုဖြည့်ပေးနိုင်တဲ့သူကလူတစ်စုံတူလို့မပြောထားဘူးဝ
ဝိညာဉ်စာငတ်ခြင်းကိုတောင်းတတဲ့ဝိညာဉ်ကိုဘာဖြစ်စေတယ်လဲရောက်ရဲစေတယ်တဲ့မွတ်သိပ်သောဝိညာဉ်ကိုဘာဖြစ်စေလဲကောင်းသောအရာနဲ့ဝါစေတော်မူရဲ့တဲ့အဲ့ဒီအရာကိုလူပုဂ္ဂိုလ်တစ်စုံတစ်ယောက်ကမလုပ်ပေးနိုင်ဘူးတင်းရဲ့ဝိညာဉ်စာငတ်လာပြီဆိုရင်လူပုဂ္ဂိုလ်တစ်စုံတစ်ခုကတင်းရဲ့ဝိညာဉ်ကိုအားပြေဖို့ရအတွက်မလှုပ်ဆောင်ပေးနိုင်ဘူးအဲ့လိုပဲတင်းရဲ့ငွေကြေးကလည်းတင်းရဲ့ဝိညာဉ်စာငတ်ခြင်းကိုဖြည့်ပေးဖို့ရအတွက်မလှုပ်ပေးနိုင်ဘူးဘယ်သူပဲလှုပ်ပေးနိုင်လဲဖခင်သခင်တပါးဒီပဲလှုပ်ပေးနိုင်တယ်အာမင်အဲ့တော့တင်းရဲ့ဝိညာဉ်စာငတ်လာပြီဆိုပထမဦးဆုံးပြေးသွားရမယ့်ပုဂ္ဂိုလ်ကဖခင်စီကိုဖြစ်တယ်အာမင်ဖခင်စီကိုဖြစ်တယ်ဒါကြောင့်မလို့ဖခင်သခင်ကတဲ့တင်းရဲ့ဝိညာဉ်တောင်းတတယ်ဆိုရင်နဲ့ငတ်မွတ်တယ်ဆိုရင်နဲ့ငါဟာတဲ့တင်းကိုရောင်ရဲစေမှာဖြစ်တယ်တဲ့ပြီးတဲ့အခါမှာကောင်းသောအရာနဲ့ဝစေတော်မူမှာဖြစ်တယ်ဒါဖခင်သခင်ရဲ့ဂတိတော်လည်းဖြစ်တယ်ဖခင်သခင်ရဲ့ဖြစ်တည်ခြင်းလည်းဖြစ်တယ်ဒါကြောင့်ကျမတို့ကဝိညာဉ်ရေးစာငတ်ခြင်းကိုနေ့ရက်စဉ်တိုင်းမှာအရှိန်အဟုန်နဲ့တိုးမြင့်နေဖို့ရအတွက်လိုအပ်တယ်ဒီနေ့မှာကျန်းစာ9မိနစ်လောက်ဖတ်နိုင်တယ်ဆိုရင်မနက်ဖြန်မှာကျန်းစာ10မိနစ်လောက်ဖတ်နိုင်အောင်ကျမတို့ကပြင်ဆင်ရမယ်အာမင်ကျမတို့ရဲ့စာငတ်ခြင်းကတဖြည်းဖြည်းရိုးရော်သွားတဲ့စာငတ်ခြင်းမဖြစ်ရဘူးနေ့ရက်စဉ်တိုင်းမှာအရှိန်အဟုန်နဲ့တိုးမြင့်နေတဲ့စာငတ်ခြင်းထိရမယ်ဒါကြောင့်ကျမတို့ရဲ့ယုံကြည်သူရဲ့အသက်တာထဲမှာပထမဦးဆုံးစပြီးပြောင်းလဲလာတဲ့အခါမှာတော့လုံးဝ fire ပဲလုံးဝ fire ပဲယေရှုကိုယုံကြည်လက်ခံပြီးသွားပြီဆိုတော့ဟာကိုရောပြပါဟာလေလုယာကျွန်တော်တို့ချီးမွမ်းကြတယ်ဒါပေမဲ့နှစ်ကာလတွေကြာလာတဲ့မြယုံကြည်သူအသက်တာကထင်တဲ့လောက်တော့မလွယ်ဘူးလေအများကြီးဖြတ်တန်းရတာဟုတ်တယ်နော်ဘုရားကိုရွေးချယ်ရတယ်လေအဲ့လိုကြာလာတဲ့အခါမှာလောကထဲမှာပင်ပန်းရင်နဲ့နောက်ဆုံးတဖြည်းဖြည်းနဲ့မောပန်းလာတယ်နောက်ဆုံးဝိညာဉ်ရေးစာငတ်ခြင်းဟာရော့ကျတတ်ကြတယ်ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာထဲမှာဝိညာဉ်ရေးစာငတ်ခြင်းအရှိန်အဟုန်နဲ့တိုးမြင့်လာဖို့ရန်အတွက်ကျမတို့ကနေ့ရက်စဉ်တိုင်းမှာစင်ကြင်ပြီးတော့မှဖခင်နဲ့အတူတူခွန်အားယူတတ်ရမှာဖြစ်ပါတယ်အာမင်ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာထဲမှာဒီကနေ့မှာကျမပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်အခုမှနှုတ်ကပတ်တော်နံပါတ်1စပါနော်စာငတ်ခြင်းအရှိန်မလျော့ကြအောင်ဘာလုပ်ရမလဲဆိုနံပါတ်1ကအာယုံစိုက်မှုမလွဲပါနဲ့ကျမနောက်ကလိုက်ပြောပါအာယုံစိုက်မှုမလွဲပါနဲ့အာမင်ကျွန်တော်လောကအရာကိုအာယုံစိုက်လာတာများလာလေလောကအရာကိုပို့ပြီးလိုချင်လာလေပဲကျွန်တော်ပြောပြမယ်အောင်မြင်ခြင်းတစ်ခုရပြီးသွားလို့ရှိရင်အဲ့ဒီအောင်မြင်ခြင်းတစ်ခုနဲ့ပဲမရက်ဘူးလူတွေကအောင်မြင်ခြင်းတစ်ခုရပြီးသွားပြီဒီနေ့မှာအောင်မြင်သွားပြီဆိုအဲ့ဒီအောင်မြင်မှုထက်ပိုပြီးတော့ထပ်ပြီးအောင်မြင်မှုအတွက်ဆက်ပြီးစူးစမ်းရပြန်အောင်ဟုတ်တယ်မလားငွေကြေးတစ်စုံတစ်ခုရပြီးသွားတယ်မရက်တန့်သွားဘူးဆက်ပြီးတော့ရှာရပြန်ကောလောကအရာကိုအာယုံစိုက်လာတာများလာလေလောကအရာထဲမှာကျင်လဲတာများလာလေအဲ့လောကအရာကိုပဲသင်တတ်မှတ်လာလိမ့်မယ်ဆွဲလန်းလာလိမ့်မယ်အဲ့ဒီအရာကိုပဲစာငတ်လာလိမ့်မယ်ဒါပေမဲ့ကျမတို့အသက်တာထဲမှာဝိညာဉ်အရာကိုအမြဲတမ်းရှေးရှုတယ်ဝိညာဉ်အရာကိုအမြဲတမ်းသတိထားပြီးတော့ငါရဲ့အသက်တာထဲမှာဖခင်သခင်နဲ့ငါနဲ့ယဉ်ဤကြောင်းဝင်ခြင်းဟာမနေ့ကဘလောက်အတိုင်းတာရှိလဲဒီနေ့ကဘလောက်အတိုင်းတာရှိလဲမနေ့တော့ငါဖခင်ကိုစာငတ်တာတဲ့ငါဒီကနေ့ဘလောက်ထိစာငတ်လာပြီလဲဘလောက်အထိများရော့ကျသွားပြီကျွန်တော်အမြဲတမ်းစဉ်းစားဖို့ရအတွက်လိုအပ်တယ်ဒါကြောင့်အာယုံစိုက်မှုမလွဲဖို့ရအတွက်လိုအပ်တယ်အဲ့တော့ကျမနှုတ်ကပတ်တော်တစ်ခုကိုအားလုံးတူတူကဖတ်ရအောင်ရှင်ပေတုဩဝါဒစာဒုတိယဆောင်ခန်းကြီး3ခန်းငယ်18မှာရှင်ပေတုဩဝါဒစာဒုတိယဆောင်ခန်းကြီး3ခန်းငယ်18မှာကျမအရှိကနေဖတ်ပြမယ်ဒီမှာဖော်ပြထားတယ်နော်ကျမအတူတူကဖတ်ရအောင်ဂျေဇုတော်၌၎င်းငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်တော်ကိုသိကျွမ်းခြင်း၌၎င်းကြီးပွားကြလောရပြီဂျေဇုတင်နေကျမတို့ဒီနေရာမှာငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်ကိုသိကျွမ်းခြင်း၌၎င်းကြီးပွားကြလောသိကျွမ်းခြင်းမှာကြီးပွားဖို့ရန်အတွက်လိုအပ်တယ်ကြီးထွားဖို့ရန်အတွက်လိုအပ်တယ်အင်္ဂလိပ်ကျမ်းစာထဲမှာဆို grow တဲ့ကြီးထွားခြင်းရှိဖို့ရန်အတွက်လိုအပ်တယ်ယုံကြည်သူရဲ့အသက်တာမှာကြီးထွားခြင်းရှိဖို့ရန်အတွက်လိုအပ်တယ်ကိုဘေးနားမှာရှိရလို့ကျမကိုစားပြုံးလေးကြည်ပြီးပြောပေးပါအောင်သင်ရဲ့ဝိညာဉ်ရဲ့အသက်တာကကြီးထွားလာဖို့ရန်အတွက်လိုအပ်တယ်အာမင်ကြီးထွားလာဖို့ရအတွက်လိုအပ်တယ်ကြီးထွားလာဖို့လိုအပ်တယ်ကျမတို့အသက်တွေတရပြီးတရကြီးတယ်ဟုတ်တယ်နော်ခန္ဓာကိုယ်ကရော
ကျမဝါလာတယ်တဲ့ဆရာနော်ကျမတို့ဇနီးမောင်နဲ့2ယောက်မင်္ဂလာဆောင်ထားတာတစ်နှစ်ကျော်ပဲရှိပါသေးတယ်နော်ကျမတို့ပြီးတော့ The City Bank အသင်းတော်မှာအမှုဆောင်ဖို့သွားတဲ့အခါမှာကျမတို့တစ်နှစ်ပြည့်တော့မယ်နော်နောက်လာဆိုတစ်နှစ်ပြည့်တစ်နှစ်အတွင်းမှာတော်တော်ကြီးပွားလာပါတယ်နော်ကျမခင်မွန်းတယ်ဆိုရင်မပြောတော့ဘူးနော်ပေါင်ချိန်မပြောတော့နော်ကြီးထွားလာတယ်ပေါ့နော်ဆိုတော့ကျမတို့ပြောရမယ်ဆိုရင်ကျမတို့ရဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းနဲ့လည်းဆိုင်တယ်ကျမတို့ဘန်ကောက်မှာနေတော့မြန်မာပြည်မှာဆိုရင်ကျမတို့ကစောစောအိတ်ကြတယ်လीနော်8 နာရီ 9 နာရီလောက်ဆိုနည်းနည်းအိတ်ချင်လာပြီအပြင်လဲတိတ်မထွက်ဖြစ်တော့စောစောအိတ်ကြတော့ညစာတိတ်ပြီးမစားဖြစ်ဘူး6 နာရီမတိုင်ခင်ဆိုကျမတို့ကစားပြီးသွားပြီပြီးလို့ရှိရင်ကိုကလှုပ်ရှားရှိရလို့8 နာရီလောက်ဆိုရင်ကျမတို့အိတ်တယ်လေမနေ့စောစောထားရတာဟုတ်အဲ့တော့ကျမဒီညမှာလဲစောစောမအိတ်ဘူးလို့ကျမကြားရတယ်ကျမတို့ဘန်ကောက်မှာလဲစောစောမအိတ်ဘူးကျမတို့အိတ်တဲ့အချိန်က2 နာရီ 3 နာရီဖြစ်တယ်အဲ့တော့ညစာဘယ်ချိန်မှစားလဲဆိုတော့7 နာရီ 12 နာရီမှစားတယ်အမစဉ်းစားတာကြည့်ပါတော့အဲ့ဒီချိန်မှစားတော့ဝိတ်က2 စားဖြစ်သွားတယ်ဖျားခင်ကောင်းကြည့်ပေးပါစေကျမတို့ရဲ့ပတ်ဝန်းကျင်နဲ့လည်းဆိုင်တယ်လူနေမှုပုံစံနဲ့လည်းဆိုင်တယ်အဲ့လိုပဲကျမတို့ရဲ့ဝိညာဉ်ရေးရမှာလဲကျမတို့ရဲ့ပတ်ဝန်းကျင်နဲ့အများကြီးသက်ဆိုင်တယ်ကျမတို့ရဲ့ရှိနေတဲ့နေရာနဲ့အများကြီးသက်ဆိုင်တယ်အဲ့တော့သင်ရဲ့ဝိညာဉ်ရေးရာကြီးထွားလာဖို့ရဲ့အတွက်ဆိုရင်တေချာနားထောင်ပါစာငတ်ခြင်းဝိညာဉ်ရေးရာမှာစာငတ်ခြင်းရှိတဲ့သူတွေနဲ့သင်အတူရှိနေဖို့လိုတယ်အတူရှိနေဖို့လိုတယ်ဘာကြောင့်လဲ तू ကစာငတ်တဲ့အခါမှာ तू ကဖះကိုရှာလေသင်ကမရှာလို့မရတော့ဘူးလေဥပမာသင်လက်တွဲပေါ်ရွေးမယ်ဆိုရင်တော့တချို့ရည်တွေကြအဲ့လက်တွဲပေါ်ကဖះကိုစာငတ်တဲ့လက်တွဲပေါ်ဖြစ်ရမယ်အာမင်ဖះကိုလက်တွဲတဲ့စာဖះကိုလက်တွဲတဲ့စာငတ်ဖះကိုစာငတ်တဲ့လက်တွဲပေါ်ဖြစ်ဖို့ရအတွက်လိုအပ်တယ်အဲ့ဒါမှပဲเนาะ तू ဆုတောင်းတဲ့အခါမှာသင်ကလည်းလိုက်ပြီးဆုတောင်းပြမှာဖြစ်တယ်เนาะဒါမှမဟုတ်ရင် तू ကလောကအရာကိုစာငတ်တဲ့သူဖြစ်ကြည့်ပါလား तू ကလပ်သွားတဲ့အချိန်သင်ကလည်းလိုက်သွားပြမှာပဲ तू ဒူးစရိုက်တစုံတစ်ခုကိုလုံနေတဲ့အချိန်သင်နောက်ဆုံးမလုံရင်တော့မှသင်စိတ်ဆင်းရဲနေရလိမ့်မယ်ဖះကိုသင်အဲ့အချိန်မှာသင်အချိန်မီဘူးဖြစ်တော့ဘူးစိတ်ဆင်းရဲနေပြီးတော့မှသင်စိတ်တက်ကြခြင်းဝမ်းနည်းခြင်းတွေနဲ့ဖះကိုအချိန်မဲ့နေရမှာအစားထိုးသွားနိုင်တယ်အဲ့တော့ဒီဟာလေးကိုသေချာစဉ်းစားပါကျမတို့ရဲ့အသက်တာထဲမှာကျမတို့ပေါင်းသင်းနေတဲ့အပေါင်းအသင်းတွေရောဖះကိုစားငတ်ခြင်းရှိတဲ့အပေါင်းအသင်းတွေဖြစ်နေလားဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာထဲမှာအမြဲတမ်းပြောလို့ရှိတယ်ဝိညာဉ်ရေးကမိသားစုရှိဖို့ရတဲ့လိုအပ်တယ်လို့ကျမတို့အမြဲတမ်းပြောတယ်။ဘာကြောင့်လဲအဲ့ဒီဝိညာဉ်ရေးကမိသားစုကတင့်ကိုအရှိကိုတွန်းပို့ပေးမဲ့သူတွေဖြစ်တယ်။စာငတ်ခြင်းရှေးဟုန်နဲ့တွန်းပို့ပေးမဲ့သူတွေဖြစ်တယ်။ဖခင်နဲ့ပိုနီးအောင်တွန်းပို့ပေးမဲ့သူဖြစ်တယ်။သင်လဲကြနေတဲ့အခါမှာသူ့ရဲ့ဆုတောင်းပေးခြင်းအပြင်သင်ပြန်ထလာလိမ့်မယ်။အာမင်။သင်လဲကြနေတဲ့အခါမှာသင်တယောက်တည်းစိတ်ပင်ပန်းနေတဲ့အခါမှာဝိညာဉ်ရေးကမိသားစုကတင့်ကိုဖုန်းဆက်ပြီးတော့မှဆူတောင်းပေးလိုက်ခြင်းအပြင်တင့်ရဲ့အသက်တာတစ်ခုလုံးပြည့်လဲပြောင်းလဲသွားစရာအကြောင်းအများကြီးရှိတယ်။ဝိညာဉ်ရေးရမှာကျွန်တော်တယောက်တည်းနေလို့မရအောင်နော်။ယုံကြည်သူရဲ့အသက်တာမှာတယောက်တည်းနေလို့မရအောင်။ကျွန်မယုံကြည်တယ်ဒီညမှာရှိရဲ့ညီကောင်မောင်မတယောက်ချင်းစီမှာဝိညာဉ်ရေးကမိသားစုရှိလိမ့်မယ်လို့ကျွန်မယုံကြည်တယ်။ကျွန်မဒီညကိုပထမဦးဆုံးမနေ့တုန်းကစပြီးခြေလန်းလန်းလာတဲ့အခါမှာခံစားရတဲ့အရာတစ်ခုကဖယားကိုစာငတ်တဲ့လူတွေစုဝေးနေတဲ့ဒီရက်မှာဖယားကအလုံးမလုံးပဲမနေဘူးဆိုတာကိုကျွန်မလုံးဝပြည့်ပြည့်ဝဝယုံကြည်တယ်ခံလက်ခံစားရတယ်ဒီမှာရှိနေတဲ့ညီကောင်မောင်မတွေကတင့်အတွက်ဖယားပြတဲ့လက်ဆောင်ဖြစ်ပါတယ်ဒါကြောင့်ကိုဘေးနားမှာရှိရလူကြည့်လိုက်ပါဦးကြည့်လိုက်ပါဦးကျေးဇူးတင်တယ်နော်လို့ပြောပေးပါဦးကျေးဇူးတင်တယ်နော်ကျေးဇူးတင်တယ်နော်တချို့တွေကလည်းတငယ်ချင်းတစုံတယောက်ခေါ်လို့ဒီညကိုရောက်လာဖြစ်ကောင်းဖြစ်လိမ့်မယ်သူ့ကိုပြောပါကျေးဇူးတင်တယ်နော်လို့ကျေးဇူးတင်တယ်ငါ့ကိုဒီညခေါ်ပေးလို့ကျေးဇူးတင်တယ်လို့ကျမတို့ရဲ့အသက်တာထဲမှာအာယုံဆိုင်မှုမလွဲဖို့ရန်အတွက်လိုအပ်တယ်ဆိုတော့အာယုံဆိုင်မှုမလွဲဖို့ရန်အတွက်လို့ကျမပြန်ပြီးတော့မှစဉ်းစားတဲ့အခါမှာကျမရဲ့အသက်တာထဲမှာအနည်းငယ်ကျမသက်သေခံချင်တယ်ဆိုတော့ကျမရဲ့အသက်တာထဲမှာအာယုံဆိုင်မှုလွဲမှားခဲ့တဲ့အချိန်များရှိတယ်ကျမမနေ့ကတော့ဆရာမပြောသွားတာပေါ့နော်နှစ်ယောက်စလုံးကတဲ့20ကျော်တွေပဲဖြစ်တယ်တဲ့သို့တော်ညာလည်းပဲကျမနည်းနည်းတော့စွန်းသွားပြီပေါ့နော်
ကျမရဲ့အသက်တာထဲမှာကျမအသက်19နှစ်ကလေးကအနုပညာကိုလုပ်ခဲ့တယ်19နှစ်ကလေးကကျမကျောင်း second year ပေါ့နော် second year စပြီးတက်ကလေးကကျမပြိုင်ပွဲမှာဝင်ပြိုင်ပြီးတော့မှအိမ်မက်ဆောင်ဆိုပြိုင်ပွဲမှာဝင်ပြိုင်ပြီးတော့မှကျမအဆိုတော်တယောက်ဖြစ်လာတယ်ပေါ့လေအနုပညာရှင်တယောက်ဖြစ်လာတယ်ပေါ့လေဆိုတော့အဲ့ဒီအချိန်မှာအဲ့ဒီမတိုင်ခင်တော့ဖះနဲ့အရန်ချစ်ကျွမ်းဝင်တဲ့အသက်တာဖြစ်တယ်ဖះကိုချစ်တယ်ဖះကိုရှာတယ်အပတ်တိုင်းမှာဖះနဲ့သွားလာတဲ့သူပေါ့နော်တနည်းအားဖြင့်ဖះเจ้าကိုအမြဲတမ်းမပြတ်မကွက်တက်ရောက်တဲ့သူတယောက်လည်းဖြစ်တယ်ဒါပေမဲ့အရင်တော့ဖះနဲ့ personally ဟိုတိကျွမ်းခြင်းမရှိခဲ့ပါဘူးဒါပေမဲ့ကျွန်မအနုပညာလောက်လာတဲ့အခါမှာကျွန်တော်တို့အနုပညာကသိတဲ့အတိုင်းပဲအပြိုင်ဆိုင်ရမ်းများတယ်ပြီးတဲ့အခါမှာအောင်မြင်မှုတစ်ခုရပြီးသွားလို့ရှိရင်ဂျင်းနဲ့လို့မရပြန်ဘူးရက်တက်လို့လည်းမရပြန်ဘူးဆိုတော့ဆက်ပြီးလုံးရပြန်အောင်ဆက်ပြီးစူးစမ်းရပြန်အောင်လေဆိုတော့ကြော်ညာတစ်ခုရိုက်ပြီးသွားရင်လည်းမရပြန်ဘူးနောက်ထပ်ကြော်ညာတွေထပ်ရိုက်ဖို့အတွက်ပြင်ဆင်ရပြန်အောင်အဲ့တော့ဘာတွေလုပ်ရလဲဆိုရင်ကိုယ်အခွင့်အလမ်းပေးမဲ့သူတွေကိုရှာရတယ်ကိုစာချုပ်ချုပ်မဲ့ကုမ္ပဏီတွေပေါ့လေအလုပ်အပ်မဲ့သူတွေကိုရှာရတယ်အဲ့လိုရှာရလို့ပြောတဲ့အခါမှာကျမတို့ကလူတွေနဲ့ဆက်ဆံပြီးတော့ပေါ့နော်လူတွေနဲ့ပေါင်းသင်းဆက်ဆံပြီးပြောဆိုတဲ့အခါမှာနည်းနည်းအပူအလိုလေးတွေပြောရတဲ့အရာတွေအများကြီးရှိတော့တခါလေကျရင်စိတ်ထဲမပါဘဲနဲ့ရည်ပြရတာတွေရှိတယ်တခါလေကြောက်လို့ရှိရင်သူတို့နဲ့အချိတ်ဆက်ရဖို့သူတို့စီကအခွင့်အလမ်းရဖို့အတွက်ကျမတို့ကလူမျက်နှာကိုကြည့်ပြီးတော့မှသွားရတဲ့အခြေအနေမျိုးတွေအများကြီးရှိတယ်ဆိုတော့ကျမကအဲ့လိုမျိုးအသက်19နှစ်ကလေးကငယ်ရွယ်စဉ်ကလေးကအဲ့လိုမျိုးအနုပညာလုပ်ဖို့ရအတွက်ဖြစ်လာတဲ့အခါမှာတဖြည်းဖြည်းနဲ့ကျမကဖခင်ရဲ့ဂျေဇုတော်ကြောင့်အောင်မြင်မှုလေးတေးနဲ့အဲ့လိုတဖြည်းဖြည်းရလာတဲ့အခါမှာတဖြည်းဖြည်းနဲ့ဖခင်เจ้าကိုလည်းကျမကပုံမှန်မသွားဖြစ်တော့ဖခင်เจ้าကိုသွားရမယ်အစားဟိုနော်ထူးထူးခြားခြားအမြဲတမ်းပါပဲ Sunday ဆိုလို့ရှိရင်အလုပ်ကအရန်ပေါ်တာပဲSunday ဆိုရင်လေလုပ်ရမယ့်အလုပ်ကအရန်ပေါ်တာပဲပတ်ဆိုင်ရမယ့်အလုပ်အများကြီးရှိတယ် Sunday မှာဆိုအဲ့ဒီအချိန်မှာကျမတို့အနုပညာလုပ်ငန်းလုပ်နေတဲ့အခါမှာ Sunday ဆိုရင်ပွဲတက်တွေအများကြီးရှိတယ်ပြီးတဲ့အခါမှာသချင်းဆိုရအများကြီးရှိတယ်ပြီးတဲ့အခါမှာရုပ်ရှင်ရိုက်ရတာတွေအများကြီးရှိတယ်အဲ့လိုဖြစ်လာတဲ့အခါမှာလာပြီရွေးချယ်ရပြီဖះเจ้าသွားမှာလားနင်အလုပ်သွားလုပ်မှာလားဖះเจ้าသွားမှာလားပတ်စံသွားရှာမှာလားအဲ့အရာတွေကအများကြီးဖြစ်လာပြီအဲ့ဒီအခါမှာကျမကငါဒီအောင်မြင်မှုကိုငါဘယ်လောက်ကြိုးစားရလဲငါသိတယ်ပြီးတဲ့အခါမှာငါမိဘတွေကိုငါထောက်ပံ့ဖို့ရတော့ငါငွေကြေးလိုအပ်တယ်အဲ့တော့သူတို့ကအရေးကြီးတဲ့ပုံကိုယ်ကြီးဖြစ်တယ်ငါသူတို့စီမသွားလို့ရှိရင်တော့ဒီအခွင့်အရေးကနောက်တစ်ခါရဖို့ရတော့မသေးချဘူးအဲ့တော့ဘုရားကျောင်းကတော့တစ်ခါတလေမသွားတာတော့ကိစ္စမရှိဘူးအဲ့တော့ဘုရားကျောင်းကိုတော့ငါဒီတစ်ပတ်တော့မသွားတော့ဘူးပွဲတက်လေးတစ်ခုသွားလိုက်မယ်ပတ်စံကလည်းအဲ့အချိန်3-4သိန်းဆိုတာနည်းတာမဟုတ်ဘူးနော်အသက်19နှစ်က3-4သိန်းဆိုတော့နည်းတာမဟုတ်ဘူးအဲ့တော့ပွဲလေးပဲတက်ပေးရမှာလေဘာမှအချိန်ပေးစရာမလိုတာဒါမဲ့လည်းအချိန်ကကွက်တီဖြစ်နေတာတော့ဘုရားကျောင်းသွားတဲ့အချိန်နဲ့ဒါမဲ့လည်းကျမကအဲ့ဒီအရာကိုဟုတ်ပြီဘုရားကျောင်းကတော့ခဏနေလိုက်နောက်တစ်ပတ်ကျမှငါသွားမယ်ဆိုပြီးတော့ကျမအဲ့လိုတွေရွေးချယ်တာရွေးချိန်နဲ့အဲ့ဒါကတစ်ပတ်လည်းမဟုတ်ဘူးနှစ်ပတ်လည်းမဟုတ်ဘူးသုံးပတ်လည်းမဟုတ်ဘူးစက်တိုက်ဖြစ်လာတယ်ကျမပြောပြစီစာတန်ကလေနှောက်ရှက်တဲ့အခါမှာစာတန်ကဆွဲဆောင်တဲ့အခါမှာလေ तू ကတစ်ခုတည်းနဲ့မပြီးဘူးအဲ့ဒီတစ်ခုမှလဲကျသွားပြီဆိုထပ်ပြီးမက်လုံးနေပေးတတ်တယ်ပတ်စံပို့ပြီးရမယ့်အလုပ်တွေကိုတွေးရတယ်တဖြည်းဖြည်းနဲ့ဘုရားကြောင့်လဲမရောက်ဖြစ်တော့ပြန်ဝိညာဉ်ကမိသားစုရှိလားဆိုတော့လေဝိညာဉ်ကမိသားစုကလည်းမရှိဘူးတဖြည်းဖြည်းနဲ့ကျမရဲ့အသက်တာမှာခုနပြောသလိုအာယုံဆိုင်မှုလွဲသွားတယ်ကျမအသက်တာမှာကျမယုံကြည်တာတခုကအဲ့တုန်းကကျမယုံကြည်တာတခုကလူတွေနဲ့အဆက်အသွယ်ကောင်းတယ်ဆိုရင်ကျမအလုပ်ပေါ်တယ်လူတွေနဲ့အဆက်အသွယ်ကောင်းလုပ်နိုင်တယ်ဆိုကျမမျက်နှာသာရတယ်အဲ့ဒီအရာကိုပဲကျမကစဉ်းစားတဲ့အခါမှာတဖြည်းဖြည်းနဲ့ဖျားနဲ့ဝေးသွားတာအရာကိုကျမတဖြည်းဖြည်းနဲ့ပြင်လဲပြီးမှခံစားရတယ်တကယ်ကြတော့ကျမရဲ့အသက်တာထဲမှာပြောင်းလဲခြင်းဖြစ်လာတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျမရဲ့အိမ်မက်ဖြစ်တယ်ကျမရဲ့အိမ်မက်ထဲမှာဖျားသခင်ကကျမအတူကျုံပြောမယ်ဆိုရင်ကျမရဲ့အိမ်မက်ထဲမှာယေရှုခရစ်တော်ဖျားကကျမအနောက်ကနေလာပုတ်ပြီးတော့မှကျမရဲ့လူသေးအလောင်းကိုကျမကိုယ်တိုင်ကျမမြင်တွေ့ရတယ်မြင်တွေ့ရတဲ့အခါမှာအယမ်းကိုပုတ်ပွားပြီးနန်းစော်နေတဲ့ကြည်ပွေမကောင်းတဲ့ရုပ်ကလပ်ကိုကျမပြန်တွေ့ရတယ်အဲ့ဒီအချိန်မှာငါဘလို့ဖြစ်တာလဲ
ငါဒီမှာလေငါအကောင့်ထဲမှာရှိမဲ့သူမဟုတ်ဘူးပေါ့ကျွန်မအဲ့အချိန်မှာအဲ့လိုမျိုးအံ့ဩနေတဲ့အချိန်မှာယေရှုခရစ်တော်ဖခင်ကကျွန်မအနောက်ကနေလာပြီးတော့ပခုံးကိုပုတ်ပြီးတော့ဖခင်ဘာပြောလဲဆိုတော့ငါသမီးတဲ့နင်အဲ့လိုတနေ့ကြရင်ပျက်စီးသွားမှာဖြစ်တော်ညာလည်းပဲနင့်ကိုငါအယမ်းချစ်တယ်နင်အဲ့လိုတနေ့ကြရင်ပျက်စီးသွားမှာဖြစ်တော်ညာလည်းနင့်ကိုအယမ်းချစ်တယ်ကျွန်မကိုအဲ့တကြောင်နဲ့စကားပြောတာအဲ့တကြောင်နဲ့ကျွန်မကိုစကားပြောတာကျွန်မအဲ့ဒီအချိန်မှာအဲ့ရတဲ့ကနေလန့်နှုတ်ပြီးကျွန်မချုံပွဲချကျွန်မငိုတယ်ဘာလို့လဲသိလားဖျားခင်ကျွန်မပေးသိတဲ့အရာတခုကလောကမှာကျွန်မရှာဖွေနေတဲ့အောင်မြင်ခြင်းတွေလောကမှာကျွန်မရှာဖွေနေတဲ့လှပခြင်းတွေလောကမှာကျွန်မရှာဖွေနေတဲ့တတ်မှတ်ခြင်းအလုံးစုံကျွန်မကောင်းတယ်လို့ထင်ထားတဲ့အရာတခုကနောက်ဆုံးအဲ့ညမှာအဆုံးသတ်သွားမယ်လို့ကျွန်မကောင်းသိနေတယ်ဘာမှကျွန်မမရသွားဘူးဆိုတာကျွန်မကောင်းသိရဲ့ကျွန်မအယမ်းအောင်လာရတယ်ဖခင်ရဲ့ရှေ့မှာကျွန်မချုံပွဲချငိုတယ်ဖခင်သခင်ကိုရောတမီတောင်းပန်ပါတယ်ကိုရောကိုအချိန်မပေးခဲ့ပြီလို့တောင်းပန်ပါတယ်လောကအရာတွေကိုပဲအာယုံဆိုင်နေခဲ့ပြီလို့တောင်းပန်ပါတယ်ကျွန်မချုံပွဲချငိုတဲ့နေ့ဟာကျွန်မရဲ့ဘဝနောက်တစ်ဖက်အသက်တာပြန်လဲပြီးမှရရှိသွားတဲ့နေ့ဖြစ်ပါတယ်ဟာလေလုယာဖခင်သခင်ကကျွန်မကိုအဲ့လိုနီးလန်းနဲ့စပြီးတော့မှကျွန်မကိုခေါ်ခဲ့တယ်အဲ့အချိန်ကစပြီးတော့ကျွန်မနားလေလိုက်တဲ့အရာတစ်ခုကလောကမှာရှိတဲ့အရာတွေကိုရှာဖွေတာထက်ဝိညာဉ်ရေးရာအမွေကိုစုဆောင်းရမယ်ဝိညာဉ်ရေးရာမှာငါပြန်ပြီးအာယုံစိုက်ရမယ်ဝိညာဉ်ရေးရာမှာဖခင်သခင်နဲ့ယဉ်ကျေးကျွမ်းဝင်ဖို့အတွက်ငါပို့ပြီးလိုအပ်နေတယ်ဆိုတဲ့အရာကိုကျွန်မသိရှိလာတဲ့အခါမှာဖခင်သခင်ကိုကျွန်မစတင်ပြီးမှရှာတယ်အဲ့အချိန်မှာကျွန်မအနုပညာလောက်တာတွေလည်းမပြီးသေးပါဘူးသို့တော်ညာလည်းပဲဖခင်သခင်ကျွန်မကိုခေါ်တဲ့အခါမှာနောက်ဆုံးအဲ့ဇကားတစ်ခုရိုက်ပြီးသွားတဲ့အခါမှာဖခင်သခင်နောက်ကိုလုံလလိုက်မယ်လို့ဆုံးဖြတ်ချက်ချပြီးတော့မှအချိန်ပြည့်အမှုတော်ဆောင်တယောက်ဖြစ်လာတာဖြစ်ပါတယ်ဟာလေလုယာဖခင်ရှင်နာမတော်ဘုန်းကြီးရဲ့မင်္ဂလာရှိပါစေဖခင်သခင်ကောင်းမြတ်တယ်အဲ့လိုဆုံးဖြတ်နိုင်တဲ့အရာတစ်ခုကကျွန်မအယမ်းတော်နေလို့မဟုတ်ပါဘူးဖခင်ရဲ့ကျေးဇူးတော်တသက်ကြောင့်ဖြစ်တယ်ဖခင်ကျွန်မကိုဆုံးဖြတ်နိုင်တဲ့ခွန်အားလည်းပေးလို့ဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ကံမှာဒီ conference မှာကျမတို့ခေါင်းစဉ်ကဘာလဲကျမတို့ခေါင်းစဉ်လေးပြန်ထိုးပေးပါအောင် conference ရဲ့ခေါင်းစဉ်လေးလိုက်ဖတ်ကြည့်ပါအောင် Seek God in Early Life Conference တဲ့ကျမတို့ရဲ့အသက်တာထဲမှာငယ်ရွယ်တဲ့အချိန်တွေအခုရရှိနေတဲ့အချိန်တွေကိုကျမတို့ဘာအတွက်အသုံးပြုမှာလဲအခုရရှိနေတဲ့အချိန်တွေကိုကျမတို့အတွက်ပဲကျမတို့အသုံးပြုမှာလား Hello ကျမတို့ရဲ့ချစ်ချင်တဲ့ဆန္ဒတွေကိုပဲကျွန်တော်တို့လုပ်ပြီးတော့မှဖခင်နဲ့ပတ်သက်လာပြီဆိုတော့ရပါတယ်။နောက်မှလုပ်မယ်။နောက်မှသွားမယ်။ကျွန်မပြောပြစီကျမ်းစာမဖတ်ရင်လည်းနေနိုင်တယ်။ဖခင်အကြောင်းမသွားရင်လည်းနေနိုင်တယ်။စုမတောင်းပဲနဲ့လည်းနေနိုင်တယ်ဆိုတော့ဒါအန်ဒီရဲ့ရည်မှတ်ကိုရောက်နေပြီ။ဝိညာဉ်ရဲ့အသက်တာမှာကျွန်တော်တို့အဲ့ဒီအရာတွေမရှိဘဲနဲ့ဖခင်နဲ့ဘလို့မှယဉ်ကျေးကြောင်းဝင်ခြင်းမရှိနိုင်ပါဘူး။ဒါကျွန်မကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့အရာတစ်ခုဖြစ်တယ်။အာမင်ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာထဲမှာအာယုံစိုက်မှုမလွဲဖို့ရအတွက်လိုအပ်တယ်အာမင်နောက်တစ်ချက်ကိုကျွန်မသွားရအောင်နောက်တစ်ချက်ကတော့စာငတ်ခြင်းအရှိန်အဟုန်နဲ့ရော့ကျသွားစေတဲ့အရာကတော့ရောင်ရဲတင်းတိမ်ခြင်းဖြစ်တယ်ရောင်ရဲတင်းတိမ်ခြင်းဖြစ်တယ်အဲ့တော့ရောင်ရဲတင်းတိမ်ခြင်းမရှိဖို့ရအတွက်လိုအပ်တယ်ကျွန်တော်တို့ခုနကပြောသလိုပဲဝိညာဉ်ရဲ့အသက်တာမှာကျွန်တော်တို့ယုံကြည်သူဖြစ်လာပြီဆိုဒီလောက်နဲ့ပဲရပါပြီဒီလောက်နဲ့ပဲတော်ပြီနော်ဒီလောက်အထိငါဖခင်ရဲ့အမှုတော်ဆောင်ခဲ့ပြီးတော်ပြီငါဒီလောက်အထိဖခင်ကိုအစေခံပြီးတော်ပြီဒီလောက်အထိကျမ်းစာဖတ်ပြီးတော်ပြီဒီလောက်အထိကျမ်းစာကြောင်းတွေတက်ပြီးတော်ပြီနဲ့ကျမတို့ရဲ့အသက်တာမှာအခုအဲ့လိုအခြေအနေနဲ့ရင်ဆိုင်နေရတယ်ဆိုရင်ဒီနေ့နှုတ်ကပတ်တော်ကသင်အတွက်ဖြစ်ပါတယ်အာမင်ဖခင်သခင်ကသင်ကိုအမြဲတမ်းစာငတ်ခြင်းရှိဖို့ရန်အတွက်အလိုတော်ရှိတော့ဖခင်သခင်ဖြစ်တယ်ကျမတို့အသက်တာမှာရောင်ရဲတင်းတိမ်ခြင်းမရှိဖို့ရန်အတွက်လိုအပ်တယ်ဒါကြောင့်ကျမတို့သချင်းလေးတစ်ပုဒ်ရှိရယ်ဆရာမဆူဇန်သချင်းလေးဒါရွေတိုးပြီးသိခြင်းတဲ့နေအတိုင်းသခင်လိုတော့ဒါရွေတိုးပြီးချခြင်းတဲ့ကိုတော်အသက်ကျမတို့ဒါရွေတိုးပြီးတော့ဖခင်သခင်ကိုသိခြင်းစိတ်ရှိဖို့ရန်အတွက်လိုအပ်တယ်ကျမခဏလောက်အခုချိန်မှာပြန်စဉ်းစားကြည့်ခြင်းနဲ့သင်သိနေတဲ့ဖခင်သခင်ကဘယ်လိုပုံစံမျိုးလဲသင်သိနေတဲ့ဖခင်သခင်ကသင်ရဲ့ဖခင်လားသင်ရဲ့မိတ်ဆွေလားသင်ရဲ့တငယ်ချင်းလားဒါမှမဟုတ်ရင်ဘလောက်အတိုင်းထာတီရောက်နေပြီလဲဒါမှမဟုတ်ရင်ကောင်းကင်ပေါ်မှာပဲရှိတဲ့ကျမတို့ ਨੇ အရန်ဝေးနေတဲ့ကြီးမြတ်တဲ့ဘုရားသခင်ပုံစံမျိုးသင်ဟာမြင်နေတာလားပြန်ပြီးစဉ်းစားစီခြင်းနဲ့ကျမတို့ရဲ့အသက်တာထဲမှာဘုရားသခင်ကိုတာ၍တိုးပြီးတော့မှ
တိချင်စိတ်ရှိဖို့ရန်အတွက်လိုအပ်တယ်ကျွန်တော်တို့နှလုံးသားစာငတ်ခြင်းရှိဖို့ရန်အတွက်လိုအပ်တယ်အာမင်အဲ့တော့ရှမသက်အခန်းကြီး9အခန်းငယ်9မှာတောင်းကြလောတောင်းလျင်အဲ့ဒါလေးအားလုံးရမယ်ထင်တယ်နော်အတူတူကဖတ်ရတောင်းကြလောတောင်းလျင်ရမည်ရှာကြလောရှာလျင်တွေ့မည်တကားကိုခောက်ကြလောခောက်လျင်ဖွင့်မိတိတ်မဖွင့်ပေးခြင်းဦးထင်တယ်အားရပါရနော်ပြန်ပြီးဝန်ခံရအောင်တောင်းကြလောတောင်းလျင်ရမည်ရှာကြလောတကားကိုခောက်လျင်အာမင်ကျမတို့ရဲ့အသက်တာထဲမှာတောင်းဖို့ရန်အတွက်ပဲလိုအပ်တယ်ရှာဖို့ရန်အတွက်ပဲလိုအပ်တယ်တကားကိုခောက်ဖို့ရန်အတွက်ပဲလိုအပ်တယ်ပြင်ဆင်ပေးမဲ့သူကဘုရားသခင်ဖြစ်တယ်အာမင်ဘုရားသခင်ကအစင်သစ်ရှိနေတာဖြစ်တယ်ဘယ်တော့မှတည့်ရဲ့စာငတ်ခြင်းကိုကြည့်ပြီးတော့မှအော်ငါသမီးရဲ့အဲ့လောက်စာငတ်ရလားမနှက်ဖြန်မှပြမယ်နော်အဲ့လိုမပြောဘူးဘုရားအဲ့ဒါလောက်စာငတ်ရလားအခုအချိန်မှာသင်စာငတ်ခြင်းရှိတဲ့အတိုင်းတင့်ကိုငါဖြည့်ပေးမယ်လို့ပြောနေတယ်ဘုရားခင်ဖြစ်တယ်အာမင်ဒါကြောင့်သင်စာငတ်ခြင်းဘယ်လောက်ရှိလဲဘုရားသခင်ကိုဘယ်လောက်ထိသိခြင်းလဲအဲ့ဒီအတိုင်းဘုရားသခင်ကတင့်ကိုဖွင့်ပြမယ်ဘုရားသခင်ဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့လောကအရာကိုစာငတ်တာထက်ဘုရားသခင်ကိုပို့ပြီးစာငတ်ဖို့ရန်အတွက်လိုအပ်တယ်ယာကုပ်နဲ့အေသောမှာဘသူကလောကအရာကိုစာငတ်တယ်လဲအကုန်လုံးကျမ်းစာရတဲ့သူတွေကျွန်မယုံကြည်ရအေသောဟာသူ့ရဲ့သားဥရာကိုဘာနဲ့လဲလိုက်လဲဘယ်ဟင်းတစ်ခွက်ဗိုက်စာပိုက်ဆိုမှဆရာမလည်းဘာဖြေခိုင်းလဲမသိဘူးဘယ်ဟင်းတစ်ခွက်နဲ့လဲလိုက်တဲ့သူဖြစ်တယ်အဲ့တော့ကျွန်မတို့ရဲ့အသက်တာထဲမှာသူတို့နှစ်ယောက်ကိုကြည်ခြင်းအပြင်ဖြစ်တတ်တယ်နော်တခါကြရင်လောကအရာကိုစာငတ်တဲ့သူတွေအသက်တာမဖြစ်ဖို့ရအတွက်လိုအပ်တယ်ကျွန်တော်တို့အသက်တာထဲမှာတခါကြရင်လေဖယားကိုရဖို့ရန်အတွက်လောကအရာတွေနဲ့လဲရမယ်အစားလောကအရာရဖို့ရအတွက်ဖယားနဲ့လဲလိုက်တဲ့အချိန်တွေအများကြီးရှိတယ်အများကြီးရှိတယ်ဒီအောင်မြင်မှုလေးရဖို့ရန်အတွက်ဖယားနဲ့လဲလိုက်တဲ့လူအများကြီးရှိတယ်ဒီအောင်မြင်မှုလေးရဖို့ရအတွက်ကိုစတေးခံလိုက်တဲ့သူတွေအများကြီးရှိတယ်ဒီငွေကြေးရဖို့ရအတွက်ဖယားနဲ့လဲလိုက်တဲ့အရာတွေအများကြီးရှိကောင်းရှိနိုင်တယ်ကျွန်မပြောပြစီဒီကနေ့မှာသင်ဟာနောင်တရပြီးတော့မှဖယားစီကိုပြန်လှည့်လာမယ်ဆိုရင်ဖယားတကယ်သင်စာငတ်ခြင်းရှိတဲ့အတိုင်းသင်ကိုဖြည့်ပေးမှာဖြစ်ပါတယ်အာမင်ကျွန်တော်တို့နောင်တရပြီးဖယားစီကိုပြန်လှည့်ဖို့ရအတွက်လိုအပ်တယ်ကျွန်တော်တို့ဒီနိုင်ငံမှာနေထိုင်တဲ့အခါမှာမလွယ်ပါဘူးကျွန်မကောင်းနားလဲတယ်တိုင်းတစ်ပါးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်နိုင်ငံလောက်တော့ဘယ်လွတ်လပ်ပါမလဲပင်ပန်းတဲ့အရာအများကြီးရှိတယ်လူရဲ့အတိုင်းဝိုင်းမှာဖယ်ကျင်ခံရတဲ့အရာတွေလည်းအများကြီးရှိကောင်းရှိနိုင်တယ်ညက်ရည်နဲ့ကြော်ဖြတ်ရတဲ့အချိန်တွေအများကြီးရှိကောင်းရှိနိုင်တယ်ကျွန်မဒီအရာလေးကိုခွန်အားပေးခြင်းနဲ့သင်ဖယားသခင်ကိုသစ္စာရှိပြီးတော့မှသင်ညက်ရည်ကြလည်းပဲတီးခံတယ်သင်နှိတ်ချခြင်းနဲ့လူတွေကိုဆက်ဆံတယ်ဖယားသခင်ထားတဲ့နေရာမှာသင်ဟာအလိုတော်ကိုဝန်ခံခြင်းနဲ့နေတဲ့ဆိုရင်ဖယားသခင်ဟာသင်ကိုပြစ်မထားတဲ့ဖယားဆိုတာကိုကျွန်မဒီညမှာပြောချင်တယ်ဖယားကသင်ဘေးနားမှာအမြဲတမ်းရှိတယ်အာမင်သင်ဘေးနားမှာအမြဲရှိတယ်သင်ကိုကြွေးနေတဲ့အခါမှာဖယားသခင်သင်ကိုမျက်ရည်တုပ်ပေးတဲ့ဖယားသခင်ဖြစ်တယ်အာမင်ဒါကြောင့်ဖယားသခင်ကိုရွေးချယ်တဲ့အခါမှာလေကျွန်တော်တို့တစ်ခါလေအဖိုးခပေးရတယ်လို့အများကြီးမှခံစားရတယ်တို့တော်ညာလေအဲ့အဖိုးခပေးခြင်းရဲ့နောက်ွယ်မှာဖယားသခင်ရှိနေတယ်ဖယားသခင်ကျမတို့ကိုပြန်လဲဖြစ်ပေးမယ်ဆိုတဲ့အရာကိုကျမအဲ့ဂရုတော်လေးကိုပြောပြချင်တယ်အာမင်ဒါကြောင့်စိတ်မပြတ်နဲ့အာမလျော့နဲ့ဖယားခင်သင်ပေးနာမှာအမြဲရှိအာမင်ဖယားသခင်ကိုရွေးချယ်ပါအခြေအနေတွေမကောင်းရင်လည်းဖယားသခင်ကိုရွေးချယ်ပါတခါလေကျမတို့ကစိတ်အပန်းဖြေဖို့ကျမတို့လောကမှာရှိတဲ့အရာတွေနဲ့ကျမတို့အစားထိုးမိတတ်ကြတယ်ဒီဒုစရိုက်နဲ့သက်ဆိုင်တဲ့အရာတွေနဲ့ကျမတို့စိတ်ပန်းဖြေဖို့အတွက်အစားထိုးတတ်ကြတယ်ဝင်နေလေးလာပြီဆိုရင်ကျမတို့ကဒုစရိုက်နဲ့ဆိုင်တဲ့အရာတွေကိုပြန်လုံမိတတ်ကြတယ်အဲ့ဒီအရာတွေလုံမှပဲငါဟာပြေပြောက်တော့မယ်လို့ကျမတို့ခံစားမိတတ်ကြတယ်ဒါပေမဲ့နှုတ်ကပတ်တော်ကျမ်းစာဘာပြောထားလဲဝင်လေးပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြလော့ငါသည်ချမ်းသာပေးမည်အာမင်အဖယားရဲ့ဂတိတော်ဖြစ်ပါတယ်သင်ဝင်လေးနေလားပင်ပန်းနေလားသင်သွားရမယ့်သူကဖယားသခင်ထံကိုပဲဖြစ်ပါတယ်အာမင်လောကအရာတွေတစုံတစ်ခုကိုသင်ရှာဖွေဖို့မဟုတ်ဘူးအဲ့ဒီအရာတွေသူ့ဖြစ်ပေးနိုင်ခဏပဲဖြစ်ပေးနိုင်မှာထာဝရကာလတိဖြစ်ပေးနိုင်တာကတော့ဖယားသခင်အတူရှိခြင်းဖြစ်တယ်အာမင်အသက်ရှင်တဲ့ဖယားသခင်ကိုလက်ခုပ်တီးပြီးချီးမွမ်းရအောင်အာမင်နောက်ဆုံးတစ်ချက်ကိုသွားရအောင်နောက်ဆုံးတစ်ချက်ကတော့စာငတ်ခြင်း
အရှိန်အဟုန်နဲ့မြင့်တင်လာဖို့ရန်အတွက်လှည့်မပြန်ပါနဲ့ကျွန်မနောက်ကလိုက်ပြောပါအောင်လှည့်မပြန်ပါနဲ့ဒီຢာလေးအရင်ရေးကြည့်ရယုံကြည်သူတွေရဲ့အသက်တာမှာခုနပြောသလိုနာကျင်ရတဲ့အချိန်ကာလအများကြီးဖြတ်တန်းရတယ်အဖိုးခပေးခြင်းနေနဲ့ပတ်သက်တဲ့အရာတွေကျွန်တော်တို့ရင်ဆိုင်ရတယ်ခါကြရင်နော်လောကမှာရှိနေပေမဲ့လောကအတိုင်းအသက်ရှင်ဖို့အရင်လွယ်ပါတယ်ဟုတ်ပါသလားလောကမှာရှိပြီးလောကရဲ့အပျော်အပါးနောက်ကိုလိုက်ဖို့ကလွယ်ပါသလားအရင်လွယ်တယ်ဒါပေမဲ့လောကမှာနေထိုင်ပြီးတော့မှဖယားသခင်ရဲ့အလိုတော်ကိုလိုက်ခြင်းကတော့မလွယ်ဘူးခက်တယ်ဘာကြောင့်လဲကိုယ့်ရဲ့အလိုဆန္ဒတွေအကုန်လုံးကိုချိုးနေရတာလေကိုဖြစ်ချင်တဲ့အရာတွေကိုချိုးနေရတာလေကျန်းစာမှာဖတ်ချင်ဘူးလေဒါပေမဲ့ဖတ်ရတယ်လေဖျားเจ้าသွားဖို့ရန်အတွက်ခက်ခဲတယ်လေဒါပေမဲ့မဖြစ်ဖြစ်အောင်လာရတယ်လေဘာဖြစ်လို့လဲဖျားခင်အလိုတော်ရှိတာ哦ဖျားခင်လှုပ်စီလို့တဲ့အရာဖြစ်တာ哦လောကမှာရှိတဲ့အခါမှာဖျားသားကဲ့သို့အသက်ရှင်ဖို့ကခက်ခဲပါတယ်သို့တော်ညာလည်းပဲကျွန်မဒီအရာလေးပြောပြခြင်းနဲ့လက်မပြန်ပါနဲ့နောက်ပြန်မကြည့်ပါနဲ့အာမင်ကျွန်တော်ဒီနေရာမှာအမှုဆောင်တဲ့ညီကောင်မောင်နှမတွေလည်းခွန်အားပေးခြင်းတယ်တခါကျ ministry မှာအမှုဆောင်ရတယ်နော်အဖို့ခပေးပြီးလာရဲဆိုအရန်ခက်ခဲပါတယ်ကျွန်တော်တို့လည်းအရင်တော့ကဆိုကျွန်မပထမဦးဆုံးအဲ့ဒီ full time မစခင်မှာကျွန်မ volunteer အနေနဲ့ဘုရားကျောင်းမှာဆက်ကပ်တဲ့အခါမှာအရန်ခက်ခဲပါတယ်နှိမ်ချရတဲ့အရာတွေရှိရဲပြီးတဲ့အခါမှာနော်ငွေကြေးရေးအရာကျွန်တော်တို့အသွားအလာစရိတ်တွေနော်ကိုဘာသာကိုကြခံရတဲ့အရာတွေအများကြီးရှိအဖိုးခပေးရတဲ့အရာတွေအများကြီးရှိရဲအဲ့ဒီလိုမျိုးအဖိုးခပေးရလေတင်းရဲ့အသက်တာမှာဟာငါအဖိုးခပေးနေရတာအရန်များနေပြီအတင်းတော်မှာရှိတဲ့ခေါင်းဆောင်တွေကလည်းငါ့ကိုမကြည့်ဘူးအတင်းတော်မှာရှိနေတဲ့သူတွေကလည်းငါအတွက်မဟုတ်ဘူးငါအခုလိုအမှုဆောင်ရတာငါအတွက်အရန်ပင်ပန်းလာပြီဆိုပြီးတော့မှနောက်ပြန်လှည့်ဖို့ရန်အတွက်စဉ်းစားနေတဲ့ညီကိုမောင်နှမများဒီနေ့နှုတ်ကပတ်တော်ကသင်အတွက်ဖြစ်ပါတယ်နောက်ပြန်လှည့်မကြည့်ပါနဲ့အာမင်ဘာကြောင့်လဲဖခင်သခင်ကသင်ကိုသူ့ရဲ့အကြံစီတိုင်းခေါ်ထားတာဖြစ်တယ်သင်ကိုသူ့ရဲ့အကြံစီတိုင်းပုံဖော်ဖို့ရအတွက်ခေါ်ထားတာဖြစ်တယ်အာမင်သင်စပြီးဖခင်ကိုရွေးချယ်လိုက်ကြတဲ့အမှုဆောင်ဖို့ရအတွက်ရွေးချယ်လိုက်ကြတဲ့ကဘလို့နှလုံးသားနဲ့စပြီးရွေးချယ်လဲဆိုတာပြန်စဉ်းစားပါအဲ့ဒီအချိန်တုန်းကသင်ဘလို့စဉ်းစားလဲငါဘာပဲလုပ်ရဖခင်ရဲ့အမှုတော်ကိုငါဆောင်ရွက်မယ်ငါဘာပဲပေးရဖခင်ရဲ့အမှုတော်ကိုငါဆောင်ရွက်မယ်ဖခင်နဲ့ငါပို့ပြီးယဉ်နေဖို့ရအတွက်ငါလှုပ်ဆောင်မယ်လို့ဆုံးဖြတ်ပြီးတော့မှအမှုဆောင်ဖို့ရအတွက်ကျွန်တော်တို့ခြေလန်းခဲ့ကြတာဖြစ်တယ်ဒါပေမဲ့တကွေ့ရောက်တဲ့အခါမှာအယမ်းပင်မလာတဲ့အခါမှာအဲ့နှလုံးသားကပျောက်ဆုံးသွားလိမ့်ရှိတယ်ဒါပေမဲ့ဖခင်ကသင်ကိုစကားပြောနေတယ်ငါသမီးငါသားပြန်မလှဲ့ပါနဲ့ဒူးစီရရှိတဲ့နေရာကိုပြန်မသွားပါနဲ့အရင်တော့ကကျင်လည်ခဲ့တဲ့ဘဝကိုပြန်မသွားပါနဲ့ဖခင်သခင်သင်ပေးနာမှာအမြဲရှိနေတယ်သင်ကိုခွန်အားနဲ့မြဲမြံစေမှာဖြစ်တယ်ထာဝရဘုရားကိုမျှော်လင့်တော်သူတို့မူကားအားပြည့်ကြလိမ့်မည်အာမင်ကျွန်တော်တို့မျှော်လင့်ရမယ့်သူကထာဝရဘုရားကိုဖြစ်တယ်ဒါကြောင့်စိတ်တက်ကြတိုင်းကျွန်တော်တို့ကနောက်ပြန်လှည့်သွားဖို့မဟုတ်ဘူးပင်ပန်းသွားတိုင်းကျွန်တော်တို့နောက်ပြန်လှည့်သွားဖို့မဟုတ်ဘူးကျွန်တော်တို့များသောအားဖြင့်ကြုံတွေ့ရတဲ့လူတွေအများကြီးရှိတယ်တခုခုလေးပင်ပန်းသွားပြီးဆိုဟာမလုပ်ချင်တော့ဘူးကွာနောက်ပြန်လှည့်သွားမယ်မတော်ချင်တော့ဘူးနောက်ပြန်လှည့်တယ်ကျွန်မပြောပြစီအဲ့ဒါခရီးကပိုပြီးမှဝေးသွားလိမ့်မယ်တချို့သူတွေနော်စာမေးပွဲတွေအချိန်ထပ်တူညီပဲပြန်ဖြေရတဲ့သူတွေရှိတယ်တချို့ရည်နေကြတဲ့သဘောပေါက်တယ်တချို့စာမေးပွဲတွေကိုဘုရားသခင်ကဖြေခိုင်းတဲ့အခါမှာလေကျွန်တော်တို့ကအဲ့ဒီအရာကိုမအောင်ခဲ့ဘူးလေမအောင်ခဲ့ပဲနဲ့ဒီစာမေးပွဲမဖြေချင်တော့ကျွန်တော်တို့ကထားခဲ့တယ်နောက်ပြန်သွားတစ်ချိန်ရောက်တော့ဘုရားနဲ့ငါအရန်ဝေးနေပြီပြန်သွားဘုရားလည်းအဲ့စာမေးပွဲပဲပြန်ဖြေခိုင်းတယ်ဘာကြောင့်လဲအဲ့စာမေးပွဲအောင်တော့မှနောက်တစ်ဆင့်ကိုရောက်မှာဘုရားခင်ကကောင်းသိနေတာအဲ့တော့ဒီစာမေးပွဲကိုမဖြေမချင်းမအောင်မချင်းထက်ခါတင့်ကိုဖြေနိုင်အောင်ဖြေခိုင်းအောင်ပါပဲတချို့တွေနှိမ့်ချခြင်းနဲ့ပတ်သက်တဲ့စာမေးပွဲခဏဖြေရတယ်နှိမ့်ချခြင်းမနှိမ့်ချနိုင်ဘူးမလားရတယ်အဆင်ပြေတယ်နောက်တစ်ချိန်တင့်ကိုထပ်ဖြေခိုင်းမှာဘုရားကတချို့တွေတတ်မှတ်ခြင်းတစ်စုံတစ်ခုရဲ့စာမေးပွဲကိုမအောင်နိုင်ရတယ်အဆင်ပြေတယ်အချိန်ယူလိုက်ပါအောင်ထွက်ပြေးခြင်းနဲ့ဆိုလည်းထွက်ပြေးလိုက်ပါအောင်ဒါပေမဲ့တစ်ချိန်ရောက်ရင်ပြန်ဖြေရမယ်အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာယုံကြည်သူရဲ့အသက်တာထဲမှာလင်းမြန်ကြီးထွားခြင်းနဲ့ဆိုရင် yes and amen လုပ်ပြီးတော့မှချက်ချင်းကိုယ့်ရဲ့ဇာတိကိုချိုးနေပြီးတော့မှအဲ့စာမေးပွဲအောင်ဖြေလိုက်ပါအာမင်ဒီအရာကပဲသင်ရဲ့ဝိညာဉ်ရဲ့အသက်တာကိုနောက်တစ်ဆင့်ထပ်ပြီးတော့မှတက်လှမ်းစေမှာဖြစ်တယ်ဒါကြောင့်လှည့်မပြန်နဲ့ဖခင်ရဲ့
နှုတ်ကပတ်တော်အတိုင်းကျမတို့နေ့ရက်စတိုင်းမှာဝန်ခံရင်းနဲ့ကျမတို့ကိုနှိုးဆော်ပြီးတော့မှခြေလန်းမယ်ဆိုရင်ဘုရားခင်တင့်ကိုပြင်ဆင်ပေးထားတဲ့ပန်းလုံးနိုင်ကိုအလင်းအမြန်နဲ့ရောက်ရှိသားမှာဖြစ်ပါတယ်အာမင်အာမင်ဘုရားခင်ကြီးစွာတော်ချီးမွမ်းတယ်အဲ့တော့ကျမတို့ခုနကပြောတဲ့ယာကုပ်ရဲ့အသက်တာထဲမှာဝိညာဉ်ရေးရာကိုရွေးယူတတ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကဘာဦးကျမ်းခန်းကြီး32ကိုရောက်သွားတဲ့အခါမှာဘုရားသခင်နဲ့သူနှပန်းလုံးတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်။ဖယားသခင်ကိုသူရွေးချယ်ပြီးတော့မှကိုရောကောင်းကြီးမပေးလင်မသွားပါနဲ့လို့ယာကုပ်ကပြောတဲ့အခါမှာနောက်ဆုံးသူ့ရဲ့စာငတ်ခြင်းကြောင့်ဖယားသခင်ဟာသူနဲ့အတွေ့ခံပြီးတော့မှနောက်ဆုံးသူ့ရဲ့ဘဝတစ်ခုလုံးကိုအဲ့ဒီညမှာပဲဖယားသခင်ကပြောင်းလဲပေးသွားတယ်။အာမင်။ဟာလေလုယာ။ဟာလေလုယာ။ယာကုပ်ဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကလေလိန်လေတော်သူတဲ့လှဲ့ပြားတော်သူတဲ့ဒီမှာယာကုပ်ဆိုတဲ့နာမည်ကလိန်လေတော်သူလှဲ့ပြားတော်သူဒါပေမဲ့ဖယားသခင်ကိုစာငတ်ခြင်းနဲ့ဖက်တွယ်တဲ့အခါမှာကျွန်မပြောပြစီဒီအရာလေးကိုကျွန်မပြောပြမယ်သူဟာတဲ့ကမ္ဘာဦးကျမ်းခန်းကြီး30နဲ့အခန်းငယ်24ကနေ25မှာယာကုပ်ဒီတယောက်တည်းနေရ၍လူတဦးသည်မိုးလင်းသည့်တိုင်အောင်သူနှင့်လုံးထွေးလေ၏ထိုသူသည်မိမိမနိုင်မှန်းကိုသိလျင်ယာကုပ်ပေါင်ချံကိုထိုး၍လုံးထွေးစဉ်တွင်ပေါင်စစ်ပြုတ်လေ၏ယာကုပ်ဟာဘုရားခင်နဲ့နှပန်းလုံးတဲ့အခါမှာတဲ့နာကျင်ခြင်းတွေရှိတယ်တခါကျရင်ဘုရားကိုဖတ်တွေ့ထားတဲ့အခါမှာတချို့နာကျင်ခြင်းတွေရှိကောင်းရှိနိုင်တယ်ဘာကြောင့်လဲအဖိုးခပေးရတာတွေရှိတယ်အဖိုးခပေးရတာတွေရှိတယ်ဆွန့်လွတ်ရတာတွေရှိတယ်ညင်းပယ်ရတာတွေရှိတယ်တို့တော်ညာလည်းပဲယာကုပ်ကနာကျင်ရတော်ညာလည်းပင်ပန်းရတော်ညာလည်းပဲနောက်ပြန်မလဲခဲ့ဘူးရတယ်အဲ့လောက်တော့ကောင်းကြီးမပေးနေလဲသွားအဲ့လိုမပြောဘူးသူဟာဖယားသခင်ကိုဆက်လက်ဖတ်တွေ့တာတချို့ဖယားကိုစိတ်ကောက်တဲ့သူတွေရှိတယ်ဒီလောက်တောင်းတာဖယားခင်မပေးဘူးလားရတယ်မပေးနဲ့လောက်ပြမယ်ဖယားဒီလောက်နော်ပြောနေတဲ့ဟာခါကြဖယားကိုကျမတို့ကလေဟိုကိုယ့်ရဲ့အဖေဆိုတော့ခါကြနော်ကလေးစိုးလေးလိုမျိုးပေါ့စိုးတက်ကြတာပေါ့လေဖယားကိုစိတ်ကောက်တက်ကြအောင်ဒီလောက်တောင်းနေမပေးဘူးဆိုတော့ရပါတယ်ကိုတော့မပေးပါနဲ့ကိုတော့စောင့်ကြည့်ပါအဲ့ဒါကိုလှုပ်ချင်တာလှုပ်ပြီးတော့မှနောက်ဆုံးနော်ကိုတော့တွေ့တယ်မလားအစားတွေကတောင်းတာမပေးဘူးကိုတော့ကခါကြရဲ့နော်ကို့အပြစ်ကနေဖယားအပြစ်ဖြစ်အောင်လှုပ်သက်သေးတယ်ကျမတို့ကအဲ့တော့ယာကုပ်ကအဲ့လိုမဟုတ်ဘူးကိုတော့ကောင်းကြီးမပေးရင်မသွားပါနဲ့တဲ့နောက်ဆုံးအချိန်ထိဖယားကိုဖတ်တွေ့တာတဲ့နာကျင်တော်ညာလဲပေါင်ကထောနဲ့ဖြစ်သွားတော်ညာလဲပဲနာကျင်ရတော်ညာလဲပဲဖယားကိုဖတ်တွေ့ထားတယ်အဲ့လိုလူမျိုးကိုဖယားသခင်ကရှာဖွေနေတာဖြစ်တယ်အဲ့လူကသင်ဖြစ်ပါစေအာမင်အဲ့လိုစာငတ်ကြီးရှိတဲ့သူကသင်ဖြစ်ပါစေနာကျင်ရတော်ညာလဲပဲငါဖယားကိုမစွန့်လွတ်ဘူးဟဲ့ပင်ပန်းရတော်ညာလဲပဲဖယားကိုငါမစွန့်လွတ်ဘူးဟဲ့အာမင်အဖိုးခပေးရတော်ညာလဲဖယားကိုငါမစွန့်လွတ်ဘူးဟဲ့ဘလို့အကြောင်းနဲ့မှဖယားကိုမစွန့်လွတ်ဘူးဟဲ့မိမရဖို့အတွက်ယောက်ျားရဖို့အတွက်ဖယားကိုလည်းမစွန့်လွတ်ဘူးဟဲ့လူငယ်တွေရှိတော့လေအဲ့ဒီရပြောရတယ်ကျွန်တော်တွေ့ဘူးပါတယ်တချို့သောသူတွေလူတစ်စုံတစ်ယောက်ကိုရဖို့အတွက်သူနဲ့မှငါကောင်းကောင်းသိတယ်သူ့ရဲ့တက်တာပြောင်းလဲမှာပြောင်းလဲမှာသူတွဲတာမယုံကြည်ဘူးလေပြောင်းလဲမှာအဲ့တော့ငါကဖခင်ရဲ့အလိုတော်နဲ့ညီဖခင်ပြောတယ်လေနော်သူ့ရဲ့သတင်းစကားဝေးမျှမှာငါကသူ့ငါလုံးဝငါဆွဲခေါ်မှာငါသိတယ်သူပြောင်းလဲမှာတနေ့ပြောင်းလဲမှာတငယ်ချင်းတွေကဝိုင်းတားတယ်ယုံကြည်သူတငယ်ချင်းတွေကမလုပ်ပါနဲ့နင့်အရန်ပင်ပန်းနေပြီနင့်ရဲ့ဝိညာဉ်ကတဖြည်းဖြည်းနဲ့ရောကြနေပြီမဟုတ်ဘူးငါခိုင်ခန့်တဲ့သူငါသူ့ကိုဆွဲခေါ်မယ်နောက်ဆုံးမှလေ तू ကပါသွားအဲ့ဘက်ပါသွားကျွန်မပြောပြစီတင်းရဲ့ဝိညာဉ်ကအသက်တာမှာခိုင်ခန့်ခြင်းမရှိဘဲနဲ့သူတစ်ပါးကိုဆက်လက်ဆွဲခေါ်မယ်ဆိုရင်တင်းရဲ့ဝိညာဉ်ကအသက်တာလေးတဖြည်းဖြည်းနဲ့ရောကျသွားဖို့ပဲရှိတယ်ပင်ပန်းသွားဖို့ပဲရှိတယ်တင်းမဲအဲ့ဒီကိုပါသွားမှာကျွန်မအဲ့ဒါကြောင့်မို့ဒီအရာလေးကိုအားပေးခြင်းနဲ့ဘုရားသခင်တားပြီဆိုရင်တင်းအတွက်ဖြစ်တယ်
ဖျားခင်မလုတ်ခိုင်းဘူးဆိုရင်အဲ့ဒါတင့်ရဲ့ကောင်းကျိုးအတွက်ဖြစ်တယ်အာမင်ကျွန်တော်အခါကျဖျားသခင်ကိုလေဟာအယံနော်စီကံကြီးတဲ့ဖျားပဲဘာဖြစ်လဲလူချင်းချစ်တာလေချစ်လို့မရဘူးလားအခါကျရင်ကျွန်တော်တို့အဲ့လိုထင်တတ်တယ်ဖျားသခင်ရွေးကောက်ပြီဆိုရင်အဲ့လူကိုဖျားသခင်ကိုတော်တိုင်သူ့ကိုပြောင်းလဲပေးလိမ့်မယ်သူ့ရဲ့တက်တာထဲမှာဖျားသခင်သူ့ကိုအမှုပြုခြင်းသူ့ကိုဆွဲခေါ်ပေးခြင်းအပြင်သူ့ရဲ့တက်တာပြောင်းလဲလာလိမ့်မယ်ဒါပေမဲ့သင်လုပ်ရမယ့်အရာတခုကဖျားသခင်ရဲ့စကားတန်တော်ကိုနားထောင်တတ်ဖို့ရအတွက်တော့လိုအပ်တယ်ဖျားတားနေတဲ့အရာကိုသင်ဆက်ပြီးသွားမယ်ဆိုလို့ရှိရင်တော့အဲ့ထောင်ချောက်ထဲကိုဝင်သွားစရာအကြောင်းရှိတယ်ဖျားသခင်လှုပ်ပြီးဆိုရင်တော့အရာခတ်သိမ်းကိုသင်လုံနိုင်တာထက်လေဖျားပို့လုံနိုင်တယ်အဲ့ဒီအရာကိုယုံလားကျမတို့လုံနိုင်တာထက်ကျမတို့မေတ္တာပြနိုင်တာထက်ဖျားသခင်ပို့ပြီးလုံနိုင်တယ်အဲ့တော့ကျမတို့တစ်ခါလေကြာရင်အရာခတ်သိမ်းကိုငါပဲလုပ်ရမယ်ငါပဲလုပ်ရမယ်ငါပဲလုပ်ရမယ်အဲ့လိုမျိုးကျမတို့ထင်တတ်ကြတယ်မဟုတ်ဘူးဖျားသခင်ကသားသမီးနင်မလုံးနဲ့ငါကိုပေးနင်ရဲ့ဝင်တွေကိုငါကိုပေးငါတတ်စေမယ်ငါပေါ်ပါစေမယ်ဖျားသခင်ကအဲ့လိုပြောတာဖြစ်တယ်ဒါကြောင့်နေရာတကာကျမတို့ဝင်တုတ်တွေကိုယ့်ကိုလိုက်ပြီးထမ်းမနေဖို့ရအတွက်လိုအပ်တယ်နေရာတကာလိုက်ပြီးထမ်းနေလို့ရှိရင်ကျမတို့ပဲပင်ပန်းတာပေါ့ဘာကြောင့်ကျမလုံနိုင်တဲ့အရာအကန့်အသတ်ပဲရှိတာလေအလုံးစုံကိုတတ်နိုင်တဲ့ဖျားသခင်လက်တော်ထဲကိုကျမတို့ပြန်လဲပေးရအောင်အာမင်အလုံးစုံကိုတတ်နိုင်တဲ့ဖျားသခင်ရဲ့သူ့ရဲ့စကားတန်တော်တစ်ခုကလေလူတစ်ယောက်ရဲ့အသက်တာကို upside down လုံးဝပြောင်းလဲသွားစေတယ်အာမင်အနိုင်ဆုံးခြေနေကနေအမြင့်ဆုံးခြေနေဖျားသခင်ကဆွဲခေါ်ပေးနိုင်တဲ့ဖျားသခင်ဖြစ်တယ်အာမင်ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာထဲမှာဖျားကိုရွေးချယ်တဲ့အခါမှာနောက်ပြန်မလဲကြည့်ဖို့ရန်အတွက်လိုအပ်တယ်ကျွန်တော်နောက်ဆုံးကျမ်းစာလေးကိုဖတ်ရင်းနဲ့ကျမတို့အသက်တာကိုပြန်လဲဆင်ခြင်ရအောင်ယေရမိအခန်းကြီး29အခန်းငယ်73ယေရမိအခန်းကြီး29အခန်းငယ်73ဖြစ်တယ်ငါကိုရှာတော့အခါစိတ်နှလုံးအကျွမ်းမဲ့နဲ့ရှာလျင်တွေ့ကြလိမ့်မည်ကျမနောက်ကလိုက်ပြောပါအောင်ငါကိုရှာတော့အခါစိတ်နှလုံးအကျွမ်းမဲ့နဲ့ရှာလျင်တွေ့ကြလိမ့်မည်အာမင်နောက်တစ်ခေါက်လောက်ဝန်ခံပါငါကိုရှာတော့အခါစိတ်နှလုံးအကျွမ်းမဲ့နဲ့ရှာလျင်တွေ့ကြလိမ့်မည်အာမင်ဖခင်သခင်အသေးရှာတဲ့အခါမှာတွေ့ခံမဲ့ဖခင်သခင်ဖြစ်တယ်ဖခင်သခင်အသေးခေါ်တဲ့အခါမှာထူးတဲ့ဖခင်သခင်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာကိုအခုချိန်မှာပြန်လဲဆန်းစစ်အောင်ကျွန်တော်တို့အတူတူကရှိတဲ့ရက်ကနေမတ်တရရအောင်ကျွန်တော်တို့အသက်တာဒီကို